အေးတကာဘူးတလဲဥဒုရာတိကြားဖျားရှင်ရဲ့အမိန့်နဲ့ရှေ့ရက်ထန်တိုင်းမိကနေလက်ရွေးစဉ်စစ်တီနှစ်ဖော်မြင်းပြူတစင်းနဲ့ခရီးထွက်လာတဲ့ထန်ဆန်းကိုတော်ဟာမိုးတရောင်မြင့်တဲ့လက်ငါးချောင်းတောင်ကျင်မှာခရီးတစ်ထောင်နားလို့နေပါတယ်လက်ငါးချောင်းတောင်ကျင်အောက်မှာတော့နတ်ပြည်တီတက်တောင်ညံခဲ့လို့ဖျားရှင်ကိုတော်တိုင်နှစ်900အကျဉ်းချတာရတဲ့မရောက်ပင်စုံခုံရှိနေပြီးအဆိုပါနယ်မြေဟာနတ်ဆိုးမိတ်ဆာတာရဲတရိษံအလွန်ပေါ်တယ်ဆိုတဲ့အချက်ကိုတော့ထန်ဆန်းကိုတော်တို့သတိမမှုမိလိုက်ကြပါဘူးတောင်ကြီးအောက်မှာဆရာတကာစကားပြောရင်ကွမ်းတရာညက်အကြာမှာတော့ရုတ်တရက်9000ကြားပြူကြီးတကောင်ပေါ်လာပြီးတဝောင်းဝောင်းဟိန်းတန်တဲ့အတူထန်ဆန်းကိုတော်တို့သုံးဦးကိုလိုက်အုပ်ပါတော့တယ်ထန်ဆန်းကိုတော်လည်းမြင်းတုံးဆိုင်စီကအသက်လူပြေးပေမဲ့လင်မြန်လုံးနဲ့ကြားရဲ့အဟုန်ကိုမရှင်နိုင်ပဲလက်ငါးချောင်းကူဝါကကွင်းပြမှာကြောင်ပိတ်မိသွားပါတယ်ကြားရန်ကလွတ်အောင်အတူပါစစ်တီနှုတ်ကကိုလုတ်ယုံရှောင်သွားကြပြီဖြစ်လို့ထန်ဆန်းကိုတော်လည်းကြားလိုက်ဖို့ခဲရင်းနဲ့လက်ငါးချောင်းကူပေါက်ရတယ်တိုးဝင်ပြေးလိုက်ရပါတယ်ဒီအခါမှာပဲလက်ငါးချောင်းတောင်အောင်900အကျဉ်းချအဖိခံရတဲ့မြောက်မင်းစွန်းခုံနဲ့ဆရာတော်တို့ညနေရှင်းဆိုင်အနေထားစုံသွားကြပါတယ်ဘူကုန်းကလည်းအခွင့်အရေးကိုလက်လွတ်မခံဆရာတော်အနေနဲ့ကြားသာမမိခြင်းရင်သူတွက်ပြေးလို့မရအောင်စီမံထားတဲ့ဂါရာဘာပိတ်ဆောက်ကိုဖြုတ်ပေးဖို့တိုက်တွန်းပြောဆိုလိုက်ပါတယ်ကနဦးမှာထန်ဆန်းကိုတော်ကဂါရာကိုမလီမဆာမလုပ်ရှင်တာကြောင့်ဘူကုန်းခိုင်းတဲ့အတိုင်းမလုပ်ခဲ့ပေမဲ့ကြားကဂူဝတဲ့ကိုဝင်စားပြုတ်လာတာကြောင့်ဆရာတော်လည်းကြောက်ကြောက်နဲ့ချေးပေးပါဂါရာဆာရွက်ကိုဖြုတ်ပေးလိုက်ရပါတယ်ဂါရာဆာရွက်ပြုတ်သွားတာနဲ့တပြိုင်နက်လျက်စီလက်တံမိုးရှိန်တံနေတဲ့အတူလက်ငါးချောင်းတောင်ဟာအစိတ်စိတ်ကွဲကုန်ပြီးမြောက်မင်းဘရင်သခင်ကြီးစုံခုံလွတ်လာပါတယ်အပြင်ကိုရောက်တာနဲ့တပြိုင်နက်ဘူခုံးကကြာမိကိုဆွဲကင်ပေါက်လိုက်တယ်လို့ရွှေတုတ်တံကိုပါဆင့်ခေါ်လိုက်ပြီး9000ကြားကိုအตาလေးအမှောက်သိပ်မှုတ်ကျိတ်လိုက်ပါတယ်ဘူခုံးကကြားတဲ့ကောင်ကိုမျက်စိတမိတ်အတွင်စီစီညံ့ညံ့ကျင်အောင်လှုပ်ပြသွားတဲ့မြင်ကွင်းကိုတွေးလိုက်ရတဲ့ထန်ဆန်းကိုတော်ကတော့ကြားကြောက်လို့ရှင်ကြီးကိုရှင်ကြီးကြားတတ်ဆိုးဆိုတဲ့ခံစားချက်ကိုတမဟုတ်ရှင်ရသွားပါတယ်ဒါကြောင့်ဘူကုန်းရဲ့ကွဲရင်မဲတော်မှာရတဲ့ကျန်းစာပင့်ဆောင်မှုအနောက်ရက်ကိုခီးတွက်တဲ့ဘုံကြီးလားဆိုတဲ့အမေးကိုတော့လူမားတာဖြစ်ပါလိမ့်မယ်လိုက်ဖို့လည်းမလိုပါဘူးဆိုကမှုသားစုံပြီးသွားပါတယ်ဘူကုန်းလည်းအကြိုက်တွေ့သွားပြီးကွဲရင်ကြားတယ်နော်ကျွန်တော်လိုက်ဖို့ပြောတာသူလိုက်မဖို့ခိုင်းတာဒါဆိုသွားပြီလို့အော်ဟင်ရင်ဝေးကိုပြန်သွားပါတယ်ဘူကုန်းမရှိတော့မှထန်ဆရာတော်တက်ပင်ရှာမိပေမဲ့ချိန်မလန်းခင်မှာပဲရွှေကောင်းဝင်းစွတ်လက်သားဖြစ်နေတဲ့စုံဦးခုံကပြန်ရောက်လာပြီးဘာလို့လိုက်တာလဲတောက်ဖုံးကြီးရွှေကောင်းဝင်းရောက်အောင်ပြန်ရှုပ်ပေးသန်းဆိုတာပြဿနာရှာသွားတော့တယ်ဆရာတော်အနေနဲ့ဝီကုန်းရဲ့ရွှေကောင်းဝင်းကိုအားသုံးချုပ်ပေးလို့လည်းမရခေါင်းတွင်းမှာမန္တန်ကိုရွတ်တော့လဲဝီကုန်းကလူးလိမ်ပြီးပြဿနာရှာနေတာကြောင့်ကောင်းငယ်မှာကွင်းရင်မဲတော့ပေါ်လာပြီးဝီကုန်းအနေနဲ့ထန်ဆန်းဆရာတော်ရဲ့အနောက်ရက်မိုင်3600အကွာမှာရှိတဲ့မိုးကြိုးကျောင်းတော်ကကျန်းစာပင်းတဲ့ခီးမှာပါရမီဖြည့်ပြီးမှရွှေကောင်းဝင်းကိုရှုပ်လို့ရမယ်မဟုတ်ရင်တော့အခြားနည်းလည်းမရှိဘူးလို့ရင်ကြားစိတ်ပေးပါတယ်ဘူကုန်းလည်းတကိုးရှင်ဖြစ်တာကြောင့်ကွန်ရင်စကားမဆုံးခင်မှာပဲဆက်ချင်းကျန်းစာယူပေးမယ်ဆိုကသူ့ရဲ့အာနုဘော်နဲ့ဂျွန်းပြစ်ပြီးအနောက်ရက်မိုးကြိုးကျောင်းတော်ကိုသွားပါတယ်သို့ပေမဲ့အကြိမ်တိုင်းမှာဆရာတော်ရှိရာမူလနေရာကိုသာပြန်ရောက်ပါတယ်ဒီတော့မှဆရာတော်ကသူတို့ကကျန်းစာပင်းဆောင်ရမယ်မိုးကြိုးကျောင်းတော်ကိုတကိုးသုံးပြီးသွားလို့မရပဲခြေလန်းတိုင်းကိုပါရမီဖြည့်တယ်လို့သဘောထားတွားရမှာဖြစ်ကြောင်းကွင်းရင်မဲတော်မှားသွားပြီလို့ရှင်းပြတာကြောင့်တကိုးထွားတဲ့မြောက်ပြင်ဆုံးကောင်ဟာဘာမှမတတ်နိုင်တော့ပဲမိုင်3000ကျော်ခီးကိုရှေ့ချင်းခီးနေမှုပြင်ရပါတော့တယ်တိုက်တိုက်ဆိုင်ဆိုင်ဝူကုန်းဒေါသထွက်နေတော့မှပဲထန်ဆန်းဆရာတော်တို့အနားမှာရှိတဲ့ရေကန်ထဲကကန်တော်ဆောင်နဂါးမင်းထွက်လာပြီးဆရာတော်ရဲ့မြင်းမှုကိုစားသွားပါတယ်ဒီတော့ဝူကုန်းလည်းနဂါးမင်းကိုတပုံပုံတိုင်းတိုင်းမြည်အောင်လက်သီးစာဒုစာကျွေးပြီးမြင်းမျိုးကိုအယော်တောင်းတဲ့အနေနဲ့နဂါးကိုကန်ပေါက်ကမြင်းအတွေ့ပြောင်းပြီးဆရာတော်ကိုစီးစီလျက်ခီးဆက်နေလိုက်ပါတယ်။အုံဆိုင်ဆိုင်ရာသီဥတုကြားဘူခုံးနဲ့ဆရာတော်တို့ခီးနေလာရင်တောင်ကြားတစ်ခုရောက်မှာတော့ရုပ်ရည်ရှောမောတဲ့လူရဲတူနောက်ကလိုက်လာတာကြောင့်ထွက်ပြေးနေကြတဲ့မိမပြိုတွေကိုမြင်လိုက်ရပါတယ်။နောက်တော့ထိုလူရဲကထန်ဆန်းဆရာတော်အနာရောက်လာပြီးကျန်းစာပင်မဲ့ဆရာတော်လားလို့ဆိုလိုက်ပါတယ်။ထိုလူရဲဟာလူအောင်ဆောင်ထားတဲ့ပါကျဲပါ။သို့ပေမဲ့ပါကျဲဘာမှဆက်မပြောခင်မှာတဲ့ဘူခုံးကမီးတော်မျက်လုံးဖွင့်ကြည့်လိုက်လို့ပါကျဲကမိတ်ဆာမှန်တိသွားပြီးအကြောင်းရင်းမဲ့ဆက်တနက်ပြစ်တယ်လို့ရွှေတုတ်တန်နဲ့တီးပါတယ်။ပါကျဲလည်းအတူပါတဲ့ရှားဦးချင်းကိုခေါ်ပြီးဘူကုန်းကိုပြန်ဟုကံမိမဲ့နောက်ဆုံးဆရာတော်ဝင်တားလို့ပါကျဲတို့ကဝီကုန်းနီးကိုကွမ်းရင်မဲ့တော့တာဝန်ပေးထားတဲ့သူတွေမှတီးသွားပါတယ်။ဒီတော့မှဝူကုန်းရဲ့ဒုတ်ရိုက်ချက်တွေကတန့်သွားခဲ့ပြီးအခြေအနေတွေတည်ငြိမ်လာတာပါ။ဒီအချိန်ဝူကုန်းတို့ရဲ့အနောက်ဘက်လာခီးစဉ်ကို
အယိုးပြူမိစ္ဆာမကအစမအဆုံးထိစောင့်ကြည့်အကဲခတ်နေပါတယ်အယိုးပြူမိစ္ဆာကသူမအသက်16နှစ်တုန်းကလူတွေရဲ့မိစ္ဆာမလို့ဆွဆွဲပြီးနင်းတောင်ပေါ်စွန့်ပစ်တက်ပြတ်ခြင်းခံခဲ့ရတာကြောင့်လူသားတွေကိုမုန်းတီးကမိစ္ဆာဖြစ်သွားပြီးနှစ်ထောင်ကြီးထုံကူးကကြက်စားနေတာဖြစ်ပါတယ်အယိုးပြူမိစ္ဆာမကမွေနဲ့ဆိုဖြူနဲ့ဆိုနဲ့လင်းဆွဲမိစ္ဆာစားတဲ့တပည့်တပန်းတွေရဲ့အကြံပြုချက်အတိုင်းထာဝရမိစ္ဆာအဖြစ်ထုံမကူးရဲ့နေသွားရအောင်ထန်ဆန်းကိုတော်ရဲ့အသားကိုစားဖို့ချောင်းနေတာဖြစ်ပါတယ်။ဝင်မိစ္ဆာတို့အဖွဲ့ဟာအဖွားကိုအယောင်ဆောင်ပြီးဝူခုံးတို့အဖွဲ့ကိုလှည့်ပြားကဆရာတော်ကိုစားဖို့ကြံတယ်လို့ဝူခုံးကိုတွေးထိုးပြီးဆရာတော်ကိုတက်ခွင့်ပြုဖို့အမျိုးမျိုးကြံကြပါတယ်။ဒါပေမဲ့အကြိမ်တိုင်းမှာအယိုးပြူမိစ္ဆာမကဝူခုံးရဲ့ဒုအောက်ဒူးတောက်ရစမဲဖြစ်တယ်လို့အကြိမ်တိုင်းမှာလည်းဆရာတော်ကမိစ္ဆာတွေရဲ့ယုံသွင်းခြင်းခံရပြီးဝူခုံးကိုလူတက်တယ်ဆိုကရွှေကောင်းဝင်းကဂါရာရုပ်အပြစ်ပေးလေးရှိပါတယ်။ဒါကလည်းအယိုးပြူမိစ္ဆာမကနှစ်ထောင်ကြီးမိစ္ဆာစွန့်ရင်ပြေဝနေတာကြောင့်ဆရာတော်ကိုဝီခုံးတက်လိုက်တဲ့လူတွေဟာတကယ်လူအစ်စ်တွေလိုယုံအောင်ကောင်းစွာအယုံသွင်းထားနိုင်လို့ဖြစ်ပါတယ်။သို့ပေမဲ့ထန်ဆန်းကိုတော်ကနှလုံးလှသူဖြစ်တာကြောင့်ဝူခုံးလူတက်တယ်လို့တကယ်ထင်ပြီးဂါရာရုပ်ပေမဲ့စိတ်ပြေသွားတဲ့အခါတိုင်းဝူခုံးကိုမရမကလိုက်ရှာကပြန်လျှော့လေးရှိပါတယ်။ထန်ဆန်းကိုတော်ကဒီလိုမျိုးသဘောမှန်ပေမဲ့ဆရာတော်ရဲ့အသားကိုစားကျင်နေတဲ့သူဟာအယိုးပြူမိစ္ဆာမတကောင်လည်းမဟုတ်ပဲချင်းတိုင်းပြည်ရဲ့ဘရင်လည်းအပါဝင်ဖြစ်ပါတယ်။ချင်းတိုင်းပြည်ဘရင်ရဲ့ဘယ်လက်ဟာကျိန်စာတင်နေတာကြောင့်ပုတ်နေတာဖြစ်ပါတယ်။ချင်းပြည်ရှင်ဟာသူ့ရဲ့ချွတ်ရင်ချက်ကိုလူသိမခံပဲနန်းတွင်ပရောဟိတ်ရဲ့အကြံပေးချက်အတိုင်းယာကြီးကျိန်စာပြေဖို့တိုင်းပြည်အတွင်းကကလေးငယ်တွေကိုဖမ်းကလက်ကောက်ဝတ်လီတွေးတောက်နေတာဖြစ်ပါတယ်။ချင်းတိုင်းပြည်ဘရင်ကသူ့ရဲ့ကျိန်စာဟာထန်ဆန်းကိုတော်ရဲ့အသားကိုစားရင်ထာဝရပျောက်သွားမှဖြစ်ကြောင်းသိတာကြောင့်ဝူခုံးနဲ့ထန်ဆန်းကိုတော်ကိုရှေ့မှာလိုလားဟန်အယုံသွင်းကအယိုးပြူမိစ္ဆာမနဲ့ဝူခုံးပါကျဲဝူချင်းတို့တိုက်ခိုက်နေတော့အလင်းငိုက်ဆရာတော်ကိုဝင်ဖမ်းမှုပါသေးတယ်။ဝူခုံးဦးလို့သာဆရာတော်အသက်ကျွင်းတယ်လို့ဘယင်ဖမ်းထားတဲ့ကလေးတွေကိုလည်းအသက်ကယ်လိုက်နိုင်တာဖြစ်ပါတယ်။ဒီလိုနဲ့ထန်ဆန်းကိုတော်ရဲ့အသားကိုစားကျင်နေတဲ့ရှင်ဘရင်ကိစ္စပြီးပြတ်ခဲ့ပေမဲ့အယိုးပြူမရဲ့ပြဿနာကြံပါသေးတယ်။ကလေးတွေကိုကယ်ပေးလို့ထန်ဆန်းဆရာတော်ကိုပြည်သူတွေကျေးဇူးတင်နေတဲ့အချိန်ရိုးပြူမိစ္ဆာမနဲ့သူ့တပည့်တွေကကလေးနဲ့ကလေးမိဘတွေလို့အယောင်ဆောင်ပြီးဆရာတော်ကိုလှုပ်ကြံကြတာဖြစ်ပါတယ်။မိတော့မျက်လုံးရှင်ဦးကုန်းလဲကလေးအယောင်ဆောင်လာတဲ့ရိုးပြူမိစ္ဆာမကိုချက်ချင်းသတိပြုမိပြီးစတင်တိုက်ခိုက်ပေမဲ့ထုံးစံအတိုင်းဆရာတော်ဟာဝူကုန်းလူတက်နေတယ်ထင်ပြီးရွှေကောင်းဝင်းကာတာကိုရွတ်ပြန်ပါတယ်။ဒါပေမဲ့ရိုးပြူမိစ္ဆာမကဆရာတော်ကိုဓာတ်နဲ့လှုပ်ကြံတော့မှဖြစ်လို့ကာတာကိုအန်တုလို့ရအောင်ရိုက်ချလိုက်ပါတယ်။ဒီအခါဆရာတော်ကတော့ဝူခုံးကိုလူတက်တယ်လို့အထင်လွဲသွားပြီးဒီဘဝဒီမြရေဆက်ကုန်ပြီငါ့ကိုကာကွယ်မယ်ဆိုပြီးလူလျှောက်တက်နေတာကိုခွင့်မပြုနိုင်ဘူးဆိုကဘောင်းထုတ်ပစ်လိုက်ပါတယ်။ပါကျဲရှားဦးချင်းတို့ဝိုင်းဖြောင်းပြပြီးသလိုဝူခုံးကိုယ်တိုင်ဆရာတော်ကိုအရက်မျက်နှာလေးဘက်ကိုဘွားတော့ကဒူးတော့တောင်းပန်ခဲ့ပေမဲ့ဆရာတော်ကဆုံးဖြတ်ချက်မပြင်တော့တာကြောင့်ဝူခုံးကပါကျဲတို့ကိုဆရာတော်အားသူမရှိတော့တဲ့နောက်စောင့်ရှောက်ဖို့မှာကမမွန်းတောင်ကိုပြန်ထွက်သွားပါတယ်။ဒီအခိုက်အတန့်ဟာအခွင့်အရေးကိုစောင့်နေတဲ့အယိုးပြူမိစ္ဆာမအတွက်ဝူခုံးအခက်မိစ္ဆာအချက်ဖြစ်သွားပြီးဝူခုံးမရှိတော့တာနဲ့ဆရာတော်ကိုတတ်စားဖို့သူ့ဆံမြန်းကလာပိတ်မှန်စီကိုဖမ်းသွားပါတယ်။ဒါကြောင့်ပါကျဲတို့လည်းပြာရခတ်သွားပြီးဝူချင်းကငကားပြန်မြင်းတဲ့အတူဆရာတော်ကိုဖမ်းခေါ်သွားတဲ့လာပိတ်မှန်စီလိုက်ကအယိုးပြူမိစ္ဆာမရဲ့အယိုးကောင်းစစ်တပ်နဲ့စစ်ခင်းပါတယ်။ဒီလိုနဲ့ခဏအကြာမှာတော့ကွယ်မေတော်ရဲ့အတိပေးချက်ကြောင့်ထန်ဆန်းဆရာတော်အဖမ်းခံရမှတည်တဲ့ဝူခုံးလဲပါကျဲတို့ကိုလာကူကရိုးကောင်းစစ်တပ်ကိုမျက်စိတမိတ်အတွင်းအမှုန့်ချေလိုက်ပါတယ်။နောက်တော့ဝူခုံးဟာသူ့ရဲ့ရွှေတုံးတံကိုထန်ဆန်းဆရာတော်ထံမှအတတ်တက်ကိုနှုတ်ယူနေတဲ့ရိုးပြုံမိစ္ဆာရှိရာလာပိတ်မှန်နဲ့ပြစ်ထည့်လိုက်ပါတယ်။ကံကောင်းသွားတာကဝူခုံးအရောက်ဦးသွားတာကြောင့်ဆရာတော်ကံမကွန်သေးတာဖြစ်ပါတယ်။ဒါပေမဲ့ရိုးပြုံမိစ္ဆာမဟာသူ့မှာရှိတဲ့နှစ်ထောင်ကြီးမိစ္ဆာတဲ့အကုန်ထုတ်ကအားကုန်တိုက်လာပြီးဆရာတော်ကိုပြိတ္တတို့ခုမိနေရတဲ့အတိုင်းရင်ညွန့်တဲ့ထက်ဖမ်းချုပ်သွားတာကြောင့်ဝူခုံးကလည်းကိုပေါင်းများသာပွားလို့ဖလံမီကူးပေါ်မှာကြည်တိုးဖောက်ဝင်ပေါ်မှာရိုးပြုံမိစ္ဆာမရဲ့ကိုထိုးပေါက်ပြက်စီးလိုက်ပါတယ်။ဝူခုံးရဲ့မိစ္ဆာတကူကသုံးလောကကိုကင်လုံးနိုင်တဲ့အထိအာနုဘော်ပြင်းတာကြောင့်ရိုးပြုံမိစ္ဆာမရောဆရာတော်ရောဟာတောင်ကဘာကနေလွင့်ကြကုန်ပါတယ်။ထို့အခါကောင်းငင်ရံမှာရွှေဝါရောင်ထိန်ထိန်သာလို့ရိုးပြုံမိစ္ဆာမရဲ့ဝိညာဉ်ကိုထာဝရပြတ်သုံးအောင်စီမံတော့မယ်ဆိုတဲ့ဗုဒ္ဓရဲ့အတန်တော်ထွက်ပေါ်လာပြီး
မိစ္ဆာမရဲ့ခန္ဓာကိုယ်မှာမိစတင်လောင်ကျွမ်းလာပါတော့တယ်ဒါကိုမြင်တော့ကပြန်ကနေပြုတ်ကျနေစေဖြစ်တဲ့ဆရာတော်ကသဘောထားကြီးသူပြီးရိုးပြူမိစ္ဆာမကိုနောက်ဘဝကူးနိုင်တဲ့အခွင့်အရေးပေးပြီးတက်ညာပေးဖို့ဗုဒ္ဓကိုဝင်လျှောက်ပေးပါတယ်ဒီအခါဗုဒ္ဓကရိုးပြူမိစ္ဆာမကိုနောက်ဘဝကူးနိုင်ဖို့ကူညီခြင်းဆရာတော်ထန်ဆန်းရဲ့ခန္ဓာထဲရိုးပြူမိစ္ဆာမရဲ့အတ္တထည့်ပေးရမယ်ဒီအချိန်ဆရာတော်အနေနဲ့ရိုးပြူမိစ္ဆာမကိုဘဝကူးနိုင်အောင်တရားချနိုင်ရမယ်မဟုတ်ရင်တော့တေမျိုးဖြစ်တဲ့ထန်ဆန်းဆရာတော်ရဲ့အသက်လည်းဆုံးရပါလိမ့်မယ်ဆန္ဒရှိပါရဲ့လားထန်ဆန်းလို့မိတ်လာပါတယ်အပေးယူကိုဆရာတော်ကလက်ခံတဲ့အတွက်ဗုဒ္ဓဟာအယိုးဖြူမရဲ့အတ္တကိုဆရာတော်ရဲ့ခန္ဓာကိုယ်ထဲကိုထည့်ပြီးကောင်းကင်ယံကနေပျောက်ကွယ်သွားပါတယ်ဒါပေမဲ့အယိုးဖြူမဟာအမုန်းတရားတွေအလွန်ကြီးပြီးဆရာတော်ရဲ့ခန္ဓာထဲသူ့ကိုယ်သူအဆုံးစီရင်ဖို့လုပ်နေတာကြောင့်ဆရာတော်ဟာသူဟာအများနဲ့မတူကြောင်းသူ့လိုလူတွေလောကမှာအများကြီးကြံသေးကြောင်းနမူနာပြတဲ့အနေနဲ့ဝိညာဉ်လောကတွေရိုးပြိုမိစ္ဆာမကိုလိုက်ရှုပ်ဖို့ဝူခုံးကိုသူ့ဟာရိုက်တက်ခိုင်းလိုက်ပါတယ်ဝူခုံးဟာဆရာတော်ရဲ့အမိန့်ဖြစ်တာကြောင့်မလောက်ချင်ပေမဲ့ဆရာတော်ဘဲတွေနောက်ဘဝအဆက်ဆက်လူမစုံမချင်းဒီမိုင်3000ကျော်ကျန်းကံပင်ခီးမှာတဦးကိုတူစောင့်ရှောက်ပါမယ်လို့ဂရိပြူအလွမ်းတယ်ပြီးနောက်မှာတော့ဆရာတော်စကားအတိုင်းဒုံးနဲ့ရိုက်ပစ်လိုက်ပါတယ်ဒီအခါမှဆရာတော်ရဲ့ကိုယ်တွင်းမှာရှိတဲ့ရိုးပြိုမိစ္ဆာမရဲ့ဝိညာဉ်ဟာဆရာတော်ရဲ့လောက်ရကြောင့်အတိတရားရလွတ်မြောက်သွားပြီးဆရာတော်ရဲ့ယုတ်ကလကတော့ကြောက်တာတို့အဖြစ်ကြံခဲ့ကအတ္တဟာပစင်းငယ်အဖြစ်ပါကျဲဝူကျင်းတဲ့ဝေခုံးတို့ကိုနှုတ်ဆက်ထွက်ခွာသွားပါတယ်ဝေခုံးတို့တပည့်3ယောက်ကတော့ဆရာတော်မရှိတော့တဲ့နောက်ပိုင်းမှာလည်းကြောက်ရွံ့ဖြစ်နေတဲ့ဆရာတော်အသက်ပြန်ဝင်လာမဲ့အချိန်ကို9ရက်အထိစောင့်လို့နေခဲ့ပြီးမရတာတဲ့အဆုံးမှာတော့ထန်ဆန်းကိုတော်ရဲ့ကြောက်သားရုပ်ကိုတဲကနောက်ဘက်ကျမ်းစာပင်ခီးဆက်ထွက်ခဲ့ကြပါတယ်ဆရာတော်ခန္ဓာကိုယ်ထဲကွမ်းရင်မဲ့တော့အတ္တပြန်ထည့်ပေးလိုက်တာကိုတော့ဘယ်သူမှသတိမထားမိလိုက်ကြပါဘူးအဆုံးထိနားထောင်ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ရှိပါတယ်နောက်နေ့မှာတမန်ကြီးကင်းသရီစုံဝခွန်အပိုင်း3ရှိပါသေးတယ် like subscribe follow လေးနဲ့အားပေးခဲ့ကြပါအောင်ခင်ဗျာနောက်ထပ်ဇလံကောင်းလေးတွေနဲ့အတူပြန်လည်ဆုံတွေ့ကြပါအောင်မယ်အားလုံးပဲစိတ်ရည်ချမ်းသာရေးကိုယ်ကြီးကျန်းမာရေးနဲ့ပြည့်စုံကြပါစေခင်ဗျာ